အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့တောဆရာရဲ့ဒါတော့ဘလော်လေးရိုက်တာပေါ့နော်ဒါတော့တေဖြူလမ်းမကြီးပေါ်တော့ PC စေနန်းနဲ့အင်းတော်မှာရှိရဲပေါက်ဆန်းဆိုတဲ့ကျွန်တော်စားတာဆန်ကြီးပေါ့နော်အခြေချင်းကျွန်တော် customer service အကုန်လုံးဒီပါကိုကျွန်တော်ဆရာတွေနဲ့အရှင်းကြိုက်ပါခင်ဗျာကျွန်တော်ရဲ့စားဖို့ပြင်နေပါပြီကျွန်တော်လုံးဝရှိတဲ့လူတွေအသက်ပါလို့ရတော့ကျွန်တော်အသက်တင်ပါတယ်လို့ကျွန်တော်အသက်ရှော့ပြီးမှလို့ရပါခင်ဗျာအခုနေ့ရက်ကနေပြီးတော့တလားတီကိုကျွန်တော်ဆိုင်မှာအဲ့ဆိုင်လေးမှာကျွန်တော်စီးပြရွေးလေးကြောင်းဆိုပြီးစီးတယ်တော့ကျွန်တော်လည်းကြောဆရာဆိုရင်အခုကြောဆရာဆိုရင်ကျွန်တော်သဘောနေတော့ကျွန်တော်လည်းသဘောနေအောင်လို့ဖုတ်နေတာကြောဆရာလည်းဖြစ်လုံးဝကြောဆရာဆိုရင်မဲသားခေါက်ဆွဲကျွန်တော်ဆိုရင်စသားခေါက်ဆွဲလုံးဝကျွန်တော်လုံးဝရှယ်ပေးပါတယ်ကြောဆရာတော့အာလူယူကြိုက်ပါအာလူယူကြိုက်ပါတော့ကြောဆရာတော့ကောင်းတယ်လက်မတွေဆက်ဆက်ထောင်းတယ်ကြောဆရာတော်ကောင်းတယ်ပြောတယ်နော်ကြောဆရာတော့တော်ကောင်းတယ်ပြောနေပါတယ်ခင်ဗျာကျွန်တော်လည်းအမဲသားဘက်ကြီးကိုကိုင်ပြီးကောက်ဝါပလိုက်ပါတယ်လုံးဝရှယ်ဆက်တယ်ဒါပေမဲ့ဆက်တဲ့အရာတောင်မှကျွန်တော်ထိမိတယ်ပေါ့နော်ကျွန်တော်ဆရာကိုင်တယ်ပစုံကိုင်ပြတယ်ပစုံကိုင်တယ်ထဲတော့မယ်ပါဇက်တဲ့မသိခင်သူကကင်မရာကိုပြတယ်ဗျကျွန်တော်ဆရာဖီးပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဆရာတစ်ပည့်နေက vlog လေးရိုက်တာပေါ့နော်ဝါပလိုက်တယ်ပစုံပါအခုတစ်ပိုင်းခွာမနေတော့ရှုပ်လို့တဲ့ဝါထည့်ပလိုက်တယ်ကျွန်တော်လည်းဒီဘက်မှာသဘိုးနေအောင်ခောက်ဆွဲတွေကျုံးတယ်နော်ဒါကျွန်တော်ဆရာတစ်ပည့်နေအောင်ဝါကြိတ်ခဲ့ပါတယ်ဗျအဲ့ဆိုင်လေးမှာကျွန်တော်အရန်ကြိုက်လို့ကျွန်တော်ဒါ review လုပ်ပေးတဲ့ဆိုင်လေးပေါ့နော်အရန်ရတာရှိတယ်အရန်စားလို့ကောင်းပါတယ်ခင်ဗျာတောက်ရောက်စားကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ကျွန်တော်ဆိုင်လိပ်စာလေးကကျွန်တော်တို့မင်္ဂလာတောင်ကျွန်းမြို့နယ်တိမ်ဖြူလမ်းမပေါ်မှာပီတိစေကတ်နဲ့ကျွန်တော်နှစ်ဆိုင်30လောက်တော့ချမယ်ဗျအဲ့မှာဆိုင်လေးကတရှိပါတယ် customer service ပိုင်းလည်းအရန်ကောင်းပါတယ်ခင်ဗျာ customer အရန်ကယူဆိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်ကျွန်တော်တို့အခုဒါကျွန်တော်ဆရာစားတဲ့ဟာဆိုရင်ဒါကျွန်တော်ဖတ်ထုတ်ပြုတ်ပေါ့နော်ဖတ်ထုတ်ရွက်ကစပြီးတော့ဖတ်ထုတ်တာဒီလုံးဝနူးညံ့ပါတယ်ခင်ဗျာလုံးဝရှယ်အရသာပိုင်းဆိုရင်တော့ကျွန်တော်ပြောစရာမလိုအောင်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာလေးတစ်ခုကအဆက်စားရေးဆက်လေးလို့ပြောမှလို့ရတယ်လို့ကျွန်တော်အဆက်လျှော့ခြင်းလည်းအဆက်လေးလျှော့ရပါဆိုရင်ပြောမှလို့ရပါတယ်ဆိုင်ရှင်တွေလုံးဝတဘောကောင်းတဲ့ဆိုင်ရှင်တွေဖြစ်ပါတယ်တော့အားလုံးကျေးဇူးပါကျွန်တော်တို့မူသားမိခင်စိတ်ခင်နဲ့ကျွန်တော်ဆရာတိုင်းကားတွေကကျွန်တော် vlog လေးတွေလိုက်ရိုက်ပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးပါကျွန်တော်တို့မူသားမိခင်စိတ်ခင်ရပါခင်ဗျာ